ကဘာပေါ်မှာလူတွေတင်အချုပ်တော်တာမဟုတ်ပါဘူးတောလန်ပါဝါထဲမှာတကယ်ကိုဘိုင်ယမီရှင်အချုပ်ဆရာကြီးတူရှိနေပါတယ်ဒီတက်တော်လေးကဘလောက်တောင်အစွမ်းထက်လဲဆိုရင်ဝေဟင်ထဲမှာလွတ်မျောနေတဲ့ပုခက်လေးတစ်ခုလိုအတိုက်ကိုကိုယ်တိုင်အနဲ့ချုပ်ပြီးဒီဆောက်တာပါယုံနိုင်စရာမရှိအောင်အချုပ်ပုတ်ကောင်းတဲ့ဒီအချုပ်ငက်လေးရဲ့ရှိုးဝက်ချက်ကဘာဖြစ်မလဲဇလန်းဆက်မှာတော့ဒီအချုပ်ငက်လေးဟာဒေါအုပ်ထူထူထဲမှာလှည့်လည်ပြီးသူ့အတွက်ကောင်းဆုံးတရွတ်တွေကိုစပြီးရှာဖွေပါတော့တယ်ရွေးချယ်လိုက်တဲ့တရွက်ကပြည့်ရမယ်ပျော့ပြောင်းရမယ်ပြီးတော့တခြားသူတွေမမြင်နိုင်တဲ့နေရာမှာရှိနေရပါမယ်အဲ့ဒီနောက်မှာတော့သူ့ရဲ့အမှုပညာလက်ရာကိုစတင်ပါပြီးသူ့ရဲ့ရှည်လျားပြီးထမြက်တဲ့နှုတ်သီးကိုတုံးပြီးတရွတ်နားသက်တွေကိုအပေါက်လေးတွေဖြစ်အောင်စနစ်တကျတပေါက်ချင်းဖောက်ပါတော့တယ်ကောင်းမွန်တဲ့လေ့ကျင့်ခန်းတွေဆင်းထားတဲ့အချုပ်ပညာရှင်တယောက်လိုပါပဲဒါပေမဲ့စဉ်းစားစရာရှိတာကအချုပ်ဖို့အတွက်အဲ့နဲ့ကြိုးမှမရှိတာသူဘလို့လုံးမလဲစိတ်မပူပါနဲ့တဘာဝတရားကပေးထားတဲ့တင့်တယ်တဲ့ပင့်ကူမြင်တွေရှိပါတယ်ဒီအငလေးဟာပင့်ကူမြင်တွေကိုစုဆောင်းပြီးတရွတ်နားတွေကိုတစ်ခုနဲ့တစ်ခုစေ့သွားအောင်တေသက်စွာလိုက်ချုပ်ပါတော့တယ်ပို့ပြီးအချစ်ဖို့ကောင်းတာကတစ်ချက်ချုပ်ပြီးတိုင်းကျိုးပြေမသွားအောင်ထုံးလေးတွေပါစနစ်တကျချီနှောင်သွားတာပါဒါကြောင့်ဘလောက်ပဲလေပြင်းတိုက်တိုက်မိုးရွာရွာဒီအတိုက်လေးကလုံးဝပျက်စီးမသွားပါဘူးအချက်ပေါင်းရာချီချုပ်လုပ်ပြီးတဲ့နောက်မှာတော့လက်ပရက်တရွတ်အိတ်ပုံစံလေးပေါ်ထွက်လာပါတယ်ပေါ်ကကျေပြီးအောက်ကကျင်းတဲ့ဒီအတိုက်လေးဟာကြည့်လိုက်တာနဲ့ဒီလက်ရမြောက်လာပါတယ်ဒါပေမဲ့အလောက်ကမပြီးသေးပါဘူးအထက်မှာနေထိုင်မဲ့သားသမီးလေးတွေအတွက်အခန်းလက်ဆင်ဖို့ကြံပါသေးတယ်ငှက်ကလေးဟာနူးညံ့တဲ့မျက်ခြောက်တွေအပင်ကြရတဲ့အမြင်တွေနဲ့ငှက်မွေးနုလေးတွေကိုစုဆောင်းပြီးအထက်မှာအိယာအီလေးဖြစ်အောင်တစ်ထက်ချင်းခင်းချင်းပါတော့တယ်ဒါဟာသူ့ရဲ့အနာဂတ်ရင်သွေးလေးတွေအတွက်ကောင်းဆုံးဟိုတဲ့ခန်းလေးပြင်ဆင်ပေးလိုက်တာပါပဲပြင်ပန်းကကြည့်ရင်တော့တာမန်တရွတ်လိုပဲမို့ရန်သူဖြစ်တဲ့မျိုးတွေနဲ့တိမ်ငက်တွေဟာလုံးဝရိပ်မိမှာမဟုတ်ပါဘူးဒါပေမဲ့အတွင်းထဲမှာတော့အလွန်လုံခြုံပြီးနှွေးထွေးတဲ့ရှိုးဝတ်နန်းတော်လေးတစ်ခုရှိနေတာပါအခုဆိုရင်တော့ဒီရဲ့ချုံငလေးဟာဘာအနေမှစိုးရိမ်စရာမလိုပဲသူ့ရဲ့ရင်သွေးလေးတွေကိုအေဂျင့်စွာမွေးဖွားသန့်စင်နိုင်ပြီးဖြစ်ပါတယ်တကယ့်ကိုအမ်ခန်းတဘာဝအင်ဂျင်နီယာကြီးပါပဲဗျာ